ဒီမိန်းကလေးရဲ့အမေကနတ်ဝင်တီတယောက်ပါဒါပေမဲ့တကယ်တော့သူကလိန်ညာနေတာပါဒါပေမဲ့သူ့ပရိယေတွေကမယုံနိုင်စရာကောင်းတော့အောင်အစ်စ်တိုင်းဖြစ်နေတော့လူအများကြီးကသူ့ကိုယုံကြတယ်လူတိုင်းကဒါကိုအစ်စ်လို့ထင်အောင်သူလုပ်နိုင်တယ်မနက်တစ်ခုမှအဖေနဲ့သမီးနှစ်ယောက်မိန်းကလေးအမေစီရောက်လာတယ်သူတို့ကဆုံးပါသွားတဲ့ဇနီးတဲ့ရဲ့ဝိညာဉ်နဲ့ဆက်သွယ်ချင်ကြတာမကြခင်မှာပဲသူတို့ထိုင်ကုန်မှာထိုင်လိုက်ကြပြီးဝိညာဉ်ခေါ်ပွဲစလိုက်တယ်ဒါပေမဲ့သမီးဖြစ်သူကသူမအမေကိုလုံးဝမယုံဘူးမိန်းကလေးအမေကိုလိန်ညာလှည့်ဖျားတဲ့သူလို့ပဲသူထင်ခဲ့တာ Dad, don't give this woman our money. စွမ်းရည်ရှိကြောင်းတက်တည်ပြဖို့သူမအမေကလေထဲကိုရုတ်တရက်လမ်းပြောလိုက်တယ်အဖိုးကြီးရဲ့ဇနီးတွေတကယ်ရောက်နေတယ်ဆိုရင်ဘီရိုထဲကဖျောင်းတိုင်ကိုမှုတ်ထုတ်ပြရမယ်တဲ့ဖျောင်းတိုင်၃တိုင်ကိုမြင်းညှိပြီးတဲ့နောက်မိကွန်း၃ခုမေးဖို့အဖိုးကြီးကိုသူမအမေကပြောလိုက်တယ်အဖြေကဟုတ်တယ်ဆိုရင်ဖျောင်းတိုင်ကဆက်လောင်နေမယ်မဟုတ်ဘူးဆိုရင်တော့ဖျောင်းတိုင်တစ်တိုင်ငင်းသွားလိမ့်မယ် Mary, are you in pain anymore? She's not. ဒီမယုံနိုင်စရာမြင်ကွင်းကိုကြည့်ရင်မိန်းကလေးအမေကိုတန်တရားဝင်နေတဲ့သမီးဖြစ်သူစိတ်ပြောင်းလာခဲ့တယ်။အဲ့ဒီအချိန်မှာပဲလိုက်ကာနောက်မှာမိန်းမတစ်ယောက်ရဲ့ပုံရိပ်ပေါ်လာတယ်။သမီးဖြစ်သူစီအရာအလုံးတွဲပေးဖို့သဘောတူသလားလို့အဖိုးကြီးကအမြန်မေးလိုက်တယ်။သူတို့ရှိကဖျောင်းတိုင်ငင်းသွားခဲ့တယ်။ဘေးမှာရက်နေတဲ့သမီးဖြစ်သူကချက်ချင်းဒေါသထွက်သွားတယ်။ Okay, I don't know how she's doing this, but this is a scam, Dad. ဝိညာဉ်ခေါ်ပွဲပြီးသွားတဲ့အခါအဖိုးကြီးကတော့အဖြေရသွားခဲ့ပြီ။မိန်းကလေးအမေလည်းပတ်စံရခဲ့တာပေါ့။ဒါပေမဲ့အရာအလုံးဟာလုံးဝအတူအယောင်ပဲဆိုတာသူတို့မသိခဲ့ကြဘူး။အခန်းထဲသူမအမေပြန်ရောက်လာတော့မိန်းကလေးအမရဲ့တရုပ်ဆောင်မှုကအပိုတွေများလွန်းတယ်လို့ပြောတယ်။အဖိုးကြီးကိုတေမတက်ထိတ်လန့်သွားစေခဲ့တာလေ။အဲ့ဒီနောက်သူမအမေကဘီရိုကိုပြန်ဖွင့်လိုက်တယ်။မိန်းကလေးကအထဲမှာတစ်ချိန်လုံးပုံနေခဲ့တာ။သူမလက်ထဲကပန်ကာတေးသေးလေးနဲ့ဖျောင်းတိုင်တွေဘယ်ချိန်ငင်းမလဲဆိုတာမိန်းကလေးကထိန်းချုပ်ပေးခဲ့တာပါ။သူတို့၃ယောက်အချိတ်ဆက်မိမိပူပေါင်းခဲ့ကြတယ်။ဒီနည်းနဲ့မရေမတွက်နိုင်တဲ့လူတွေကိုမိန်းကလေးတို့လက်ဖြားခဲ့ကြတာပါနောက်တနေ့မနက်မှာတော့ဝိညာဉ်ခေါ်ပွဲကိုပို့ပြီးအစ်စ်နဲ့တူစေခြင်းလို့မိန်းကလေးအမေကဆိုင်ကနေဝိညာဉ်ခေါ်တဲ့ပြင်ပြရိုးချက်ပေါ်တစ်ခုသွားဝေတယ်အိမ်ရောက်တာနဲ့ပါဆယ်ကိုဖွင့်ပြီးပစ္စည်းအသစ်နဲ့ပျော်ပျော်ကြီးလေ့ကျင့်တော့တာပဲ Is there a presence here with us? ဒါပေမဲ့သူစပြီးလေ့ကျင့်လိုက်တဲ့အချိန်မှာပဲမိန်းကလေးအိတ်ခမ်းထဲမှာရုတ်တရက်ထူးထူးဆန်းဆန်းတွေပြုမှုလာခဲ့တယ် What is your name? Marcus. Spirit, can you hear me? Yes, we can. And we can see you. That'll work. အဲ့ဒီညမှာပဲသူမအမရေချိုးခန်းထဲရောက်နေတော့သူ့ပါဇက်ကိုဖွင့်လို့မရတော့မှန်ရုတ်တရက်တိလိုက်ရတယ်